မင်္ဂလာပါရှင် KNDF ပါဝင်တော်လှန်ရေးရဲဘော်29ဦးလက်နက်ချတယ်လို့စစ်တပ်ကထုတ်ပြန်ချက်ပေါ်မှာ KNDF ညင်းဆိုတဲ့သတင်းအပါဝင်ဒီကနေ့မလ25ရက်နေ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့စီစဉ်တင်ဆက်သူနေကြပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးချင်တာကတော့ KNDF အပါဝင်တော်လှန်ရေးရဲဘော်29ဦးလက်နက်ချတယ်လို့စစ်တပ်ကထုတ်ပြန်ချက်အပေါ် KNDF ညင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်မျိုးသားများကာကွယ်ရေးတပ် KNDF ပအိုမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNN တို့ဓနုပြည်သူလွတ်မြောက်ရေးတပ်တော် TPN အနေနဲ့ PDF ဖွဲ့ဝင်စုစုပေါင်း29ဦးလက်နက်ချခဲ့တယ်လို့အာဏာသိမ်းစစ်တပ်ဘက်ကထုတ်ပြန်ထားပါတယ်။မနေ့ကမလ24ရက်နေ့မှာတော့တော်လှန်ရေးတပ်ဖွဲ့ဘက်ကနေလက်နက်ချသူတွေကိုကြိုးဆိုပွဲကိုစစ်တပ်ရဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရာပါခမှာရှိတဲ့အတန်လွင်ခမ်းမမှာပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီလိုလက်နက်ချသူ29ဦးထဲမှာ KNDF တပ်ဖွဲ့ဝင်မျိုးသား9ဦး PNN တပ်ဖွဲ့ဝင်အမျိုးသား14ဦး DPNA တပ်ဖွဲ့ဝင်အမျိုးသား6ဦးနဲ့အမျိုးသမီး2ဦးတထုံ PDF တပ်ဖွဲ့ဝင်အမျိုးသား2ဦးတို့ပါဝင်တယ်လို့ဆိုပါတယ်။ဒီတပ်ဖွဲ့ဝင်29ဦးနဲ့တူ M61 တလက် M22 နှစ်လက်စနိုက်ပါတလက် AK47 တလက် Type 81 3လက်ပစ္စတို2လက်နဲ့ခရမ်းပါလာတယ်လို့စစ်မှုတွေပေးရခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ KMDS ဗဟိုတရင်နဲ့ပြန်ကြားရေးတာဝန်ခံကတော့ KNDF ဘက်ကနေဗတ်ပြောင်းတာမရှိဘူးလို့ညင်းဆိုထားပါတယ်။ကရင်နီလူထုအတန်အနေနဲ့တော့အခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ DPN အနေနဲ့ PNN တို့ကတာဝန်ရှိသူတွေကိုလည်းဆက်သွယ်မေးမြန်းဆဲဖြစ်နေပါတယ်။ပြီးခဲ့တဲ့မလ19ရက်နေ့တုန်းကလည်းမန္တလေးတိုင်းတဲက PDF ဖွဲ့ဝင်906ဦးဟာစစ်တပ်ရဲ့အလဲတိုင်းပိုင်းစစ်ဌာနချုပ်ထံကိုလက်နက်ချခဲ့တယ်လို့စစ်တပ်ဘက်ကဝါဒဖြန့်ထုတ်ခဲ့ပါသေးတယ်။စစ်တပ်ဟာသူတို့စီမှာလက်နက်ချအလင်းဝင်လာခဲ့တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုတုံးပြီးတော့ကြန့်ရှိတဲ့တပ်ဖွဲ့ဝင်တွေကိုပါသွေးဆောင်ဖျားယောင်းတာတွေလက်နက်ချဖို့တိုက်တွန်းတာတွေလှုပ်ဆောင်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်ဘက်ကသတိပေးထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖရူဆိုမှာစစ်တပ်ဒရုန်းပုံကြောင့်စစ်ရှောင်မျိုးသားတအူးသေဆုံးပြီးတော့ဇနီးဖြစ်သူတန်ရာရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖရူဆိုမြို့နယ်မှာအာနာသိန်းစစ်တပ်ရဲ့ဒရုန်းနဲ့ပုံတိုက်ခိုက်မှုကြောင့်စစ်ရှောင်မျိုးသားတအူးသေဆုံးသွားပြီးဇနီးဖြစ်သူလည်းတန်ရာရရှိခဲ့တယ်လို့ကရင်ပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ INC အတွေ့အမှုနှင့်ဥပမာခွန်အောင်ကပြောပါတယ်။ပြီးခဲ့တဲ့မလ23ရက်နေ့မနက်10:15မိနစ်လောက်မှာဖရူဆိုမြို့နယ်ကကြေးရွာတရွာအတွင်းကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲခဲ့တာကြောင့်အဲ့ဒီအချိန်မှာနေရခဏပြန်ပြီးတော့ဝက်စာခူးနေတဲ့စစ်ရှောင်းလင်မယား2ဦးဘုံထိမှန်ခဲ့တာဖြစ်ပါတယ်။ရွာကိုခဏပြန်ပြီးစားတောက်ဖို့အတွက်သွားယူရင်းနဲ့ဒရုန်းနဲ့ကျဲခံရတယ်လို့ဥပညာခွန်အောင်ကဆိုပါတယ်။အဲ့ဒီပုံစာထိမှန်တာကြောင့်အသက်32နှစ်ရွယ်ခင်မွန်းဖြစ်သူခွေးလွီစီသေဆုံးခဲ့ရပြီးတော့ဇနီးဖြစ်သူမော်ဆူမိုးကတော့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သူကဆက်ပြောပါတယ်။အာနာသိန်းစစ်တပ်ဟာလက်ရှိမှာဖရူဆိုမျိုးကနေဘောလခဲမျိုးဘက်ကိုစစ်ကြောင်းထိုးပြီးတော့အင်အားတွေဖြည့်တင်းနေသလိုအနီးနားကကြေးရွာတွေကိုလည်းလေကြောင်းနဲ့လက်နက်ကြီးဒရုန်းတွေတုံးပြီးတော့မကြာခဏပစ်ခတ်တိုက်ခိုက်နေတာပါ။ပြီးခဲ့တဲ့မလ15ရက်နေ့ညနေ6နာရီဝန်းကျင်တုန်းကလည်းဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကစစ်ပေးရှောင်နေထောင်နေတဲ့ရွာတရွာကိုစစ်တပ်ကဝိုင်တွဲလေရင်နဲ့ဖုံးကျဲတိုက်ခိုက်ခဲ့လို့မြို့သမီးတဦးထံရရှိခဲ့သေးပါတယ်။စစ်တပ်ဟာရှမ်းပြည်နယ်တောင်ပိုင်းကနေဖားဆောင်မြို့အထိထိုးထစ်ဆင်နေတဲ့ရန်နိုင်မင်းစစ်စင်ရေးမှာမြေပြင်မှာထိခိုက်ကြဆုံးများနေပါတယ်။ဒါကြောင့်စစ်တပ်ဘက်ကနေလေကြောင်းတိုက်ခိုက်မှုတွေပိုလုပ်နိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့အထူးဂရုစိုက်ကြဖို့ KMDF ကလည်းထုတ်ပြန်ထားပါတယ်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့တာချီလိတ်မှာပိုင်ရှင်မဲ့မွေးရစေချက်စကန်ကိုစစ်တပ်ကဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလိတ်မြို့နယ်မှာပိုင်ရှင်မရှိဘဲနဲ့စွတ်ပစ်ထားတဲ့မွေးရစေထုတ်လုပ်တဲ့စကန်တစ်ခုကိုဖမ်းဆီးမိတယ်လို့စစ်ဆိုးရဘက်ကထုတ်ပြန်ထားပါတယ်။မနေ့ကမလ24ရက်နေ့ညနေပိုင်းမှာတာချီလိတ်မြို့နယ်မိုင်းဟဲအောင်ကျေးရွာအုပ်စုကော်ရာကျေးရွာအနီးမှာမတင်ကားစရာတဲတစ်ခုကိုတွေ့လို့သွားစစ်ဆေးရာကနေမွေးစေပွားတွေနဲ့ဆေးထုတ်လုပ်တဲ့ပစ္စည်းတွေကိုတွေ့ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီမွေးစေပွားထုတ်လုပ်တဲ့နေရာမှာလူနေတဲတွေအပြင်ကာလတန်ဖိုးကျပ်20.2ဘီလီယံလောက်ရှိတဲ့ WY မွေးစေပြား69သိန်းဆေးထုတ်လုပ်တဲ့စက်ပစ္စည်းတွေနဲ့ Starling Gentry 3လုံးကိုပါတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီနေရာမှာဆေးထုတ်လို့ရောင်းချသူတွေကိုတော့မတွေ့ရဘဲနဲ့ပစ္စည်းတွေပဲဖမ်းမိခဲ့တာဖြစ်တယ်လို့မွေးစေပွားတွေကိုသက်ဆိုင်ရာဌာနစီကိုလွှဲပြောင်းပြီးဆက်လက်စုံစမ်းသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မလ21ရက်နေ့တုန်းကလည်းတာချီလိတ်မြို့မြလင်းပွင့်မိုဟိုတယ်နီးမှာရပ်ထားတဲ့ပိုင်ရှင်မဲကား3စီးတဲကနေ
ကျပ်8.6 ဘီလီယံကျော်တန်ဖိုးရှိတဲ့ဒလိုဝိုင်းဆေးပြား19.8 တန်းလောက်ကိုဖမ်းဆီးရမိခဲ့ပါတယ်။တာချီလိတ်မြို့မှာလူငယ်တွေကြောင့်မွေးဆေးပွားတုံးဆွဲတာနဲ့ရောင်းဝယ်ဖောက်ကားတာတွေပုံမများပြားနေတယ်လို့မွေးဆေးပွားဖမ်းဆီးရမိတာတွေလည်းမကြာခဏရှိနေတာပါ။ပြီးခဲ့တဲ့မလ17ရက်နေ့ကလည်းတာချီလိတ်မြို့မဲခေါင်ရက်ကွက်အမှတ်2တရားအနီးမှာစိတ်ကြဆေးပြား3သိန်းလောက်တည်ယူလာတဲ့လူငယ်2ဦးကိုဖမ်းဆီးရမိခဲ့ပါသေးတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ YDS ကန်းကိုစစ်တပ်ကလေရင်6စီးနဲ့ပုံကျဲလို့တပ်ဖွဲ့ဝင်များထိခိုက်မှုရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းထဲမှာရှိတဲ့ရောဒေတာကာကွယ်တပ် YDS တပ်စခန်းကိုစစ်တပ်ကဂျက်ဖိုက်တာ6စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိတယ်လို့စီးရီးသတင်းမြစ်တွေစီကသိရပါတယ်။မနေ့ကမလ24ရက်နေ့နေ့လယ်တနာရီဝန်းကျင်မှာ YDS တပ်စခန်းတွေကိုစစ်တပ်ကပေါင်250ပုံသီး3လုံးပေါင်900ပုံသီး1လုံးနဲ့ပထမချိန်လာကျဲခဲ့တာပါ။အဲ့ဒီနောက်ဒုတိယချိန်မှာတော့ပေါင်250ပုံသီး2လုံးနဲ့ shortcut 3လုံးတိုက်ခိုက်ခဲ့တယ်လို့ညနေ3နာရီဝန်းကျင်တတိယချိန်မှာတော့ပေါင်250ပုံသီး1လုံးပေါင်900ပုံသီး1လုံးနဲ့ point 5တွေတုံးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ YDS ပေါ်စီယုံချုပ်ကထုတ်ပြန်ထားပါတယ်။ YDF တပ်စခန်းတွေကိုစစ်တပ်ကပြီးခဲ့တဲ့2025ခုနှစ်ကတည်းကပြစ်မှတ်ထားပြီးတော့လေကြောင်းကနေစက်တက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မလ16ရက်နေ့တုန်းကလည်း YDF တပ်စခန်းနီးကိုစစ်တပ်ကဘုံသီး18လုံးထိကျဲချခဲ့လို့အရသား2ဦးသေဆုံးခဲ့ရတယ်လို့ YDF တပ်ဖွဲ့ဝင်2ဦးနဲ့ပြည်သူ2ဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင် drone နဲ့ရိက္ခာဆောင်အပါအဝင်အဆောက်အုံ4ခုလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဒါဒီမကသေးပဲ2026ခုနှစ်ဇန်နဝါရီလတုန်းကလည်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် YDF တပ်စခန်းမှာငွေကျပ်3,500ခန့်ဆုံးရှုံးမှုရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။2025ခုနှစ်အတွင်းမှာလည်း YDF ရဲ့ဗဟိုလေ့ကျင့်ရေးစခန်းနဲ့ drone တပ်ခွဲစခန်းတွေဟာနေပြည်တော်အေလာတပ်အပါအဝင်အခြားလေတပ်တွေကလာတဲ့ဂျက်ဖိုက်တာတွေရဲ့ပြစ်မှတ်ထားတိုက်ခိုက်ခံရပါတယ်။အခုနောက်ဆုံးလုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုဟာရောဒေတာကာကွယ်တဲ့အချင်းချင်းကြားပြိပခဖြစ်နေခြင်းကိုစစ်တပ်ကအခွင့်ကောင်းယူပြီးတော့တိုက်ခိုက်သွားတာလို့ဒေသခံတွေကပြောပါတယ်။ရောဂါဝေးတဲ့ YDS အနေနဲ့စစ်တပ်ရဲ့စီးရေးပြစ်မှတ်တွေအဖြစ်အဓိကသတ်မှတ်ခံရပေမဲ့တော်လိုင်းအောင်မြင်တဲ့အထိမလျှော့သောဆွေးနဲ့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့အသိပေးထားပါတယ်။အခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့မုံရွာမန္တလေးလမ်းပိုင်းမှာစက်ကြေးကောက်ဖို့ထွက်လာတဲ့စစ်သားတွေကိုတိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြင်းမူမြို့နယ်တဲကမုံရွာမန္တလေးလမ်းမပေါ်မှာစက်ကြေးကောက်နေတဲ့ထွက်လာတဲ့အာဏာသိမ်းစစ်တပ်ကို PNA နဲ့မဟာမိတ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာကြောင့်စစ်သား10ဦးသေဆုံးသွားတယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PNA ကထုတ်ပြန်ထားပါတယ်။မနေ့ကမလ23ရက်နေ့မနက်9နာရီဖွဲဝန်းကျင်မှာမုံရွာမန်းလေးလမ်းမကြီးပေါ်ကကုန်ကားကြီးတွေကိုစက်ကြေးကောက်ဖို့မြင်းမူမြို့နယ်ဂွေးပင်တော်ရကနေထွက်လာတဲ့အင်အား30လောက်ရှိတဲ့စစ်သားတွေကိုဂွေးပင်တော်ရနဲ့ဗိုလ်မင်းကြီးကင်းရွာကြားမှာတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့လိုတိုက်ခိုက်နေတော့မှဂွေးပင်တော်ရွာကစစ်တပ်စခန်းကနေ60မမလက်နက်ကြီးနဲ့10ကြိမ်ထက်မနည်းပစ်ကူပေးခဲ့တယ်လို့စစ်တပ်ဘက်ကလည်းနောက်ချန်စစ်ကြောင်းကစစ်ကူလိုက်လာတဲ့အတွက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ပွဲတွေမှာစစ်တပ်ဘက်က9ဦးသေဆုံးခဲ့ပြီးတော့တနက်တလက်သိမ်းစီရမိခဲ့တယ်လို့မြင့်မှုစေယုံရောက်မှာစစ်တပ်ရရှိတအုပ်အပါဝင်စစ်သား3ဦးထပ်ပြီးသေဆုံးသွားတယ်လို့ဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုကို PNA အပါဝင်ຫນွေဦးလူငယ် LVDS မြင့်မှု Local Defense Force LVDS Youth Speaker Revolution Force LVDS Phantom Grand LVDS အညာကာကွယ်ရေးတပ်ဖွဲ့နဲ့စကိုင်းခရိုင်ပကဖတိုက်ခိုက်ရေးဖွဲ့တို့ကစုပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ပြီးခဲ့တဲ့မလ18ရက်နေ့တုန်းကလည်းတနင်္လာရီမြိတ်လမ်းမပေါ်မှာအာနာသိန်းစစ်တပ်ရဲ့ရင်တန်းကို PNA နဲ့ပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့လို့စစ်ကား2စီးပျက်စီးခဲ့ပါသေးတယ်။အခုလိုစိတ်ဝင်စားစရာသတင်းတွေကိုလက်မလွတ်စေဖို့ကျမတို့ Kini People Sport သတင်းဌာနရဲ့ YouTube Channel ကို Subscribe လုပ်ပြီးအားပေးကြပါဦး။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။